ကျွန်တော်တငယ်ချင်းတယောက်ပြောခဲ့မှုတဲ့စကားလေးရှိတယ်အဲ့ဒါဘာလဲဆိုရင်ငါရဲ့နောက်ဆုံး relationship မှာငါ့ကိုတင်သွားတာတခုရှိတယ်တဲ့အဲ့ဒါကအရင်ကြီးချစ်မိသွားလို့ငါဘက်ကအလျှော်ပေးပြီးလိုက်ရောမိတာတွေများလာတဲ့အခါသူတို့ကငါ့ကိုတန်ဖိုးရှိတယ်ဆိုပြီးအလေးမထားတော့ဘူးတဲ့သူတို့ကငါတို့ရဲ့ချစ်ချင်းမြတ်တာတွေကိုဆုံးရှုံးလိုက်ရမှာကိုလည်းမကြောက်ကြဘူးဘာလို့လဲဆိုတော့ငါတို့ရဲ့ချစ်မိတဲ့စိတ်ကသူတို့အနာကနေထွက်မသွားနိုင်ဘူးဆိုတာကိုသိနေလို့အဲ့ဒါကြောင့်မို့လူတယောက်ကိုအယမ်းချစ်မိသွားတဲ့အခါဈေးမပေါ်သွားစေနဲ့တဲ့ကို့အပေါ် respect မထားပေးနိုင်တဲ့သူကိုပြန်ပြီးသုံးသပ်သင့်တယ်တဲ့အမှန်ပါပဲကျွန်တော်တို့ကအယမ်းချစ်မိသွားတဲ့အခါကျရင်မာနတွေတိတ်ခါတွေကိုလည်းထဲမတွက်မိကြတော့ဘူးချစ်ပေးနေရရင်ကိုကျေနပ်နေတဲ့စိတ်နဲ့အနားမှာတွေ့ကပ်နေမိတတ်ကြတယ်ကျွန်တော်တို့ကချစ်မိတဲ့စိတ်တစ်ခုနဲ့အနားမှာတွေ့ကပ်နေရတာတွေကတကယ်တမ်းကျတော့တစ်ဖက်သူကကိုယ့်အပေါ်တန်မိုးမထားစီပဲဖြစ်လာရတော့တာပဲကျွန်တော်တို့ပေးနေတဲ့ချစ်ချင်းမြတ်တာတွေအပေါ်မှာပေါ်ပေါ်ပဲပဲလို့ပဲမြင်လာတော့တာပြောချင်တာကလေချစ်တာချစ်ပါဒါပေမဲ့ကိုယ့်အချစ်တွေကြောင့်အရန်ကြီးတန်ဖိုးမနှဲသွားပါစေနဲ့